High evolutionary လို့ခေါ်တဲ့သိပ္ပံပညာရှင်ဟာတက်ရှိတွေရဲ့စင်ကဲပြောင်းလဲမှုကိုအရှိန်မြင့်ဖို့အတွက်လိပ်ကလေးတစ်ကောင်ကိုစမ်းသပ်ခန်းနဲ့ထည့်သွင်းခဲ့ပါတယ်။ဆေးရည်တွေပေးလိုက်တဲ့အခါမှာတော့အဲ့ဒီလိပ်ကလေးဟာလူသားပုံစံအတိုင်းလျင်မြန်စွာကြီးထွားလာခဲ့ပါတယ်။လူတိုင်းကဒီရလက်အပေါ်အားရကျေနပ်နေကြပေမဲ့စိုးရိမ်တကြီးစောင့်ကြည့်နေတဲ့ရာကွန်းလေးကတော့ဒီစမ်းသပ်မှုရဲ့ဘေးထွက်ဆိုးကျိုးကိုရိပ်မိနေခဲ့ပါတယ်။စမ်းသပ်မှုအောင်မြင်ပြီလို့ထင်မှတ်နေချိန်မှာပဲအဲ့ဒီလိပ်ဟာရုတ်တရက်တောင်းကျမ်းလာပြီးမျိုးရိုးဗီဇချိုးယွင်းချက်တွေပြသလာပါတော့တယ်။ပြီးပြည့်စုံမှုကိုပဲအလိုရှိတဲ့သိပ္ပံပညာရှင်အတွက်တော့ဒါဟာအကြီးမားဆုံးကြာရှုံးမှုဖြစ်လို့ဒီတတဝါကိုချက်ချင်းဖျက်ဆီးပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ပါနတ်တဲ့ရာကွန်းလေးကတော့စမ်းသပ်မှုမှာလိုအပ်နေတဲ့အဓိကအမှားယွင်းကိုထောက်ပြပြီးသူ့သခင်ကိုကူညီပေးခဲ့ပါတယ်။ရာကွန်းလေးရဲ့ထက်မြက်တဲ့အုံနောက်ကြောင့်စမ်းသပ်မှုတွေဟာတိတိတတ်တာအောင်မြင်လာပြီးတခြားတရဝါတွေပါညင်သာတဲ့စရိုက်တွေရှိလာခဲ့ပါတယ်။ရာကွန်းလေးဟာသူတို့အားလုံးကဘာတစ်ကိုတွားရတော့မယ်ဆိုပြီးပျော်ရွှင်နေခဲ့တာပါ။ဒါပေမဲ့ရက်ဆက်တဲ့သိပ္ပံပညာရှင်ကတော့သူ့လိုစမ်းသပ်ခံတရဝါတစ်ကောင်ဟာကဘာတစ်ကိုတွားခွင့်မရှိကြောင်းနဲ့နောက်တနေ့မနက်မှာသူ့ရဲ့အုံနောက်ကိုခွဲစိတ်ထုတ်ယူပြီးတက်ပစ်မယ်လို့ရုပ်မာစွာပြောကြားခဲ့ပါတော့တယ်။အန်နီယေကိုတီးသွားတဲ့ရာကွန်းလေးဟာစက်ပစ္စည်းအပိုင်းအစတွေကိုစုဆောင်းပြီးလှောင်အိမ်ဖွင့်မဲ့ကပ်ပြားတစ်ခုကိုလှုပ်ဝက်တီထွင်ခဲ့ပါတယ်။သူဟာသူ့ရဲ့တငယ်ချင်းတွေကိုကယ်ထုတ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အဆောင်တွေရောက်လာပြီးသူ့ရဲ့ချစ်လှစွာသောတငယ်ချင်းတွေကိုရက်ရက်ဆက်ဆက်ပစ်တက်ခဲ့ကြပါတယ်။နာကျင်စရာကောင်းလာတဲ့ဒီဆုံးရှုံးမှုကြောင့်ရာကွန်းလေးဟာယူမတက်ခံစားခဲ့ရပြီးအဆောင်တွေကိုဒေါသတကြီးတိုက်ခိုက်ကအာကာသယာဉ်တစ်စီးနဲ့အာကာသထဲကိုတကိုယ်တော်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။